မင်္ဂလာရှိသောနေ့လေးပါမိတ်ဆွေပေါင်းတို့ဒီနေ့ပြောပြချင်တာလေးကထိရောက်တဲ့မေတ္တာပို့တာနည်းဖြစ်ပါတယ်လူတိုင်းပဲမိတ်ဆွေတို့ဟာဘုရားရှိခိုးမေတ္တာပို့တာခြင်းဆိုတာနေ့စဉ်ပြုကြတဲ့အရာဖြစ်ပါတယ်အဲ့တော့မေတ္တာပို့တာကအချို့ကတော့ဒီမေတ္တာတုတ်ကိုပူဇော်ပြီးတော့မေတ္တာပို့ကြတယ်အချို့ကလည်းမိမိပို့တတ်တယ်လို့ပို့ကြပါတယ်ဒါပေမဲ့တကယ်မေတ္တာပို့တဲ့အချိန်မှာကိုပြောတဲ့စကားတစ်လုံးချင်းစီမှာစိတ်စူးစိုက်ပြီးမေတ္တာပို့တာမျိုးကိုပြုသင့်ပါတယ်မေတ္တာပို့တဲ့အခါမှာလည်းမိမိကိုယ်တိုင်ကတက်တောင့်တက်တာရှိအောင်ပြင်ဆင်ဆောင်ရွက်ပြီးမှမေတ္တာပို့သင့်တာဖြစ်ပါတယ်အဲ့တော့မေတ္တာပို့တော့မယ်ဆိုရင်မိမိရဲ့စိတ်ကိုလျှော့ချလိုက်ပါအသက်ကိုဝအောင်ရှူမယ်ပြန်မှုတ်ထုတ်မယ်အဲ့ဒီလို၃ချိန်လောက်လုပ်ပြီးခန္ဓာကိုယ်တင်းတောင့်နေတာတွေလျော့သွားတယ်စိတ်မှာပြေလျော့သွားတယ်ဆိုတဲ့အချိန်မှာမေတ္တာပို့ခြင်းဟာပိုကောင်းမွန်ပြီးထိရောက်တဲ့မေတ္တာပို့ခြင်းဖြစ်ပါတယ်အဲ့တော့မေတ္တာပို့မယ်ဆိုလို့ရှိရင်စပြီးတော့မေတ္တာပို့ကိုစပြောလိုက်တာနဲ့အယဆယ်မျက်နှာနဲ့အဲ့ဒီလိုဆိုလိုက်တာနဲ့မိမိရဲ့အထက်ဝန်းကျင်အောက်ဘေးညာအရှိအနောက်ကိုကအလဲကောင်မှာရှိပြီးအဝင်းအဝိုင်းကြီးတစ်ခုလုံးမှာရှိတဲ့တတ္တဝါဟူသမျှကိုအာယုံညှို့လိုက်ရမှာဖြစ်ပါတယ်ချစ်သူမုန်းသူလိုသူမလိုသူဒါတွေအကုန်ဘာမှမရှိပဲမိမိရဲ့စိတ်ကအလုံးပေါ်မှာတပြေးညီရှိနေတဲ့အနေအထားနဲ့မေတ္တာပို့ရမှာဖြစ်ပါတယ်အဲ့တော့ဆရာမမေတ္တာပို့တဲ့နည်းလေးကိုပြောပြချင်ပါတယ်အရက်ဆယ်မျက်နှာနဲ့အလုံးသောတတ္တဝါတွေဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မိမိတို့ခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ကြပါစေဒါဒီလိုလေအေးချမ်းနဲ့စိတ်နဲ့အေးချမ်းနဲ့အသံနဲ့အေးချမ်းနဲ့နှလုံးသွင်းမှုနဲ့မေတ္တာပို့ရမှာဖြစ်ပါတယ်မေတ္တာပို့တယ်ဆိုတာအဓိကအဖြစ်ကိုချင်းစာနာပြီးပို့လွတ်တဲ့မေတ္တာကိုမေတ္တာပို့တယ်လို့ခေါ်ပါတယ်ဒါကြောင့်မိမိကိုယ်တိုင်မှာစိတ်ကိုလျှော့အကျော်ကိုလျှော့ပြီးတော့မေတ္တာပို့သားရမှာဖြစ်ပါတယ်